ဒီဟင်းတစ်ခွက်တည်းနဲ့ကိုထမင်းရှော့ရှော့ရှူရှူစားကောင်းတာနော်ဒီငါးကောင်းကလေဘတ်20ဘူးနဲ့တရုတ်ငချင်းပြူခေါင်းကြီးကြီးနှကောင်းရတာပါနော်ဒီမှာကြည့်ပါအောင်ဘတ်20ဘူးနဲ့ငါးကောင်းတွေမှာတအိုးကြီးပဲနော်မုံလာဦးကတော့အပင်တီးတန်အောင်ဥပါတော့2မျိုးလုံးဝယ်လိုက်လို့25ပဲကျပါတယ်သူကမှဈေးပိုနေသေးရဲ့နော်ငါးကောင်းတွေကလေများနေလို့ရတာတေးချနေပြီးတော့တဝက်ကိုပြုံးနောက်နေ့အတွက်ဖေထားပြီးတော့ကြံတဝက်ကိုတော့မုံလာရွက်နဲ့ချက်ပါမယ်ဒီဘက်ဆောင်သုံးဦးလေးကလေဒီတိုင်းကျင်သေးရလို့ထင်ရပေမဲ့တကယ်တမ်းကျတော့ဒီဟင်းဆိုရင်လေညမနဲ့ကောင်းကောင်းတိုးရပါနော်ကြံငါးကောင်တဝက်ကိုတော့ဟင်းစီသက်လေးနဲ့လုံးပြီးတော့ကြေမာဆိုးလို့ခဏဖယ်ထားပါမယ်ပြီးရင်တော့မုံလာရွက်တွေထဲအရသာတွေထည့်ပြီးချက်ပါမယ်ရှင်ပြီးရင်တော့ထိုင်းငွေ35ဘတ်မြန်မာငွေ9000ဝန်းကျင်နဲ့စားကောင်းမိဂရင်းတွေးစီတဲ့ငါးကောင်မုံလာဦးချင်းလေးရပါပြီရှင်ဒီဟင်းလေးကိုလေငပိတောင်းငပိရီစားတောင်းလေးနဲ့တွဲဆိုင်လေးတိတ်လိုက်ပါတယ်ရှင်ကျမ vlog လေးကိုကြည့်ရှုသူအားလုံးနှုတ်မြင်စားကောင်းစားမြတ်ဟာရဖြစ်ကြပါစေရှင်အားလုံးပဲကျေးဇူးပါ